များရနေမဲဆောက်ကိုသွားလေကြမယ်လို့จะให้ผมจะให้ผมချွေလေးရလေကိုပြင်းလို့ပဲချွေနော်ကိုပြင်းလေအရန်ချောနော်ကိုပြင်းလေအရန်ချောအရန်တက်အရန်တော့တော်လေးပြုံးနေချစ်ရှာကြီးဟယ်လိုအားလုံးပဲမင်္ဂလာပါမလိုက်ပါဒီနေ့ကတော့မြောက်ရီကနေမဲဆောက်ကိုသွားတဲ့ trip လေးကို share ပေးချင်ပါတယ်မြောက်ရီကနေမဲဆောက်သွားရင် smart card လိုပါတယ်ပြီးတော့အိမ်မှာယာယီ visa လေးလုပ်ရတယ်ပေါ့နော် visa လေးလုပ်9ရက်သက်တမ်းသုံးလို့ရပါတယ်ပြီးတော့ပတ်စံကကြတော့ရန်ကုန်ကနေမလဲဘဲနဲ့မြောက်ရီဘက်ကမ်းမှာလဲတာပို့အဆင်ပြေပါတယ်မဲဆောက်ဘက်မှာဆိုရင်တော့ဈေးနှိမ်လို့ပါဆိုတော့အိမ်မှာတန်းစီ check point မှာတန်းစီပြီးရင်ရောက်တယ်ပေါ့နော်တောင်ကြီးမြို့ကိုလမ်းလျှောက်ပြီးကူးလို့ရတယ်အဲဒိုင်နာကစီးပြီးကူးလို့ရတယ်တယောက်ကို10ဘတ်ပေးရပါတယ်အဲမဲဆောက်ဘက်ရောက်တာနဲ့7-11နေတော့တော်တော်လေးကိုသိရက်ကလေးဖြစ်နေရပေါ့နော်အေးချမ်းချမ်းလေးနဲ့ဆိုတော့ဒါမဲဆောက်ဘက်အချမ်းရောက်ချင်းနေရမှာပါအမဟိုအချင်းမောင်းတွေဘာညာတွေလည်းရတယ်အခုအဲ့မှာလာရောက်တာပေါ့နော်ခေါင်းရက်တဲ့တွေဆိုတော့အပင်လေးတွေလည်းထူဆန်းနေမြသူကလေအဲ့ဘက်မှာကအပင်တွေကိုဘယ်သူမှအသေးလည်းမခူးဘူးအပွင့်လည်းမခူးဘူးတတရလေးထားကြတာပေါ့နော်အကုန်လုံးလှလှပပလေးဆိုတော့တကယ်မျက်စိပဒါသာလေးဖြစ်တယ်ဘယ်သူမှလည်းခူးမစားဘူးခူးလည်းမခူးကြဘူးဒါတော့မှသူကဟိုဒန်ကြီးရိုက်တာတွေဘာတွေမရှိဘူးပေါ့နော်အဲ့ဒါတော့မှဟိုတတရက်ကလေးနဲ့သူကကိုပိုင်ရက်ကွက်လေးလိုပါပဲအေးချမ်းချမ်းလေးဝင်တာမရပေါ့အဲ့လိုပုံစံမျိုးလေးပါပြီးတော့ဘယ်တော့ဒီ passport လို့ပြောမလား visa လို့ပြောမလားအဲ့ဒါလေးအမြဲယူသွားဖို့လိုပါတယ်ရဲတွေကလမ်းမှာလည်းစင်နေဆိုတော့ဒီမပြနိုင်ရင်သူက risk scan ခေါ်သွားတတ်တာဘူးပြီးရင်ဒါတော့ပွဲစည်းပါပွဲစည်းရှိတယ်ဆိုတော့လည်းတွားလည်းပဲပြီးတယ်ဒီမြန်မာပြည်ကပွဲစည်းလိုပါပဲပစ္စည်းတွေတန့်တယ်အစုံနဲ့အဲ့လိုမျိုးပုံစံမျိုးတွေပါဒီကစားစရာတွေလည်းစုံတယ်ပေါ့နော်ပြီးတော့အဲ့မှာအကောင်လေးတွေကိုအစာကျွေးလို့ရတယ်နိုးတိုက်လို့ရတယ်အစုံပေါ့နော်သူတို့အကောင်လေးတွေကိုပဲသူတို့ကိုကပတ်စံပေးပြီးတော့အစာကျွေးရတယ်နိုးတိုက်ရတယ်သူတို့အကောင်လေးတွေဖိုက်ဝါတယ်သူတို့လည်းပတ်စံရတယ်ဆိုတော့စီးပွားရေးအကွက်မြင်တာကိုပြောပါတယ်တော်တော်လေးသဘောကျတယ်ပေါ့နော်ကျွေးရတဲ့လူကလည်းစိတ်ချမ်းသာတာပေါ့ပြီးတော့ Robinson ကိုရောက်ခဲ့ပါတယ်ဒီမှာကုံတိုက်က2ခုရှိတယ်ပေါ့နော် Robinson နဲ့ Lotus ဆိုပြီးတော့ဒီ Junction City လိုပုံစံမျိုးပါပဲပြီးတော့ဒီမှာအိမ်ရှိမှဖြစ်ဖြစ်ကုံတိုင်းရှိမှဖြစ်ဖြစ်အဲ့လိုနဲ့စင်နဲ့ကွန်းလေးပေါ့လှုပ်ထားတာလေးရှိတယ်အိမ်တိုင်းနေရာတိုင်းလူမှပဲဆိုင်တိုင်းလူမှပဲရှိပါတယ်ဆိုတော့ဒီမှာတတရအေးချမ်းချမ်းလေးပါ GPS ကြည့်ပြီးလမ်းလျှောက်လို့လေးရတယ်ဒီမှာတော့ဘယ်မောင်းပေါ့နော်ဘယ်နဲ့ညာနဲ့မှားမှာတော့ကြောက်ရတယ်ပေါ့နော်တော့မင်းသားလေးအမလမ်းမှာမယန်းသီးရောလာချီသီးရောဟိုတရသီးရောအစုံဆိုတော့အမအခုကျတော့ဟို mulberry လို့ပြောမလားပိုးစာသီးလေအမသီးရလို့အဲ့ဒါခူးပြီးတော့စားကြည့်တာပေါ့နော်ချင်းမျိုးလေးကောင်းပါလေဆိုတော့ဒီလောက်ပါပဲမဆောက်ဖြစ်စရာတော့အများကြီးလည်းမရိုက်လာမိပါဘူးပုံမဲ့အဓိကရိုက်လာပါတယ်ဆိုတော့အားလုံးလည်းအဆင်ပြေမယ်လို့ညွှန်နေပါတယ်ရှင်နောက်ပတ်ညမှာပြန်တွေ့ကြမယ် like and subscribe လုပ်ပေးလို့ရပါတယ်တတ်တာ